Okay ကျက်တရေမင်္ဂလာအပေါင်းစင်ခါညောင်းပြည့်စုံနိုင်ကြပါစေအာစရိယဘူလောအနံတော်ပုပ္ပစရိယမိနဲ့အဖဆိုသူရိုးစကားအတိုင်းနန္ဒောနန္ဒငါးပါးတည်းမှာတရားဆိုတာကလေတပါးအပေါင်းမဟုတ်ပါလားဗျာရုပ်လက်မျက်မရွေသူမေးမကွဲကြပေဒဏ်နေထားကမတိပညာမနေသာသူကလူကြည်လူစိတ်ထားသာသမီများပမာအနာဆုံးနာတေချာပြတာတင်ကြားပေးခဲ့ကြတာဟာဆရာသမားတွေသေဒနာပြီးမဟုတ်ပြီဘူးလားခင်ဗျာယခုကျင်းပပြုလို့အခက်နေကြတာပါပညာတကွန်လူရည်ဂျုံလေးတွေကိုမှပြီးတော့လူဂျုံပြောင်ပြောင်လာတဲ့ပညာရည်ချင်းတွေဘာတိထီရှားမယ်မဟာကဝိရှိရိုးစက်သည့်လူငယ်မောင်မယ်လေးများကျောင်းတော်သူကျောင်းတော်သားငယ်သမီးငယ်လေးများအားဂုဏ်ပြုချီးမြှင့်ပေးရကြမည်ပညာရေးစုံကြီးပွဲနေသူပေးဝဲခန္ဓာပဲဖြစ်ပါတယ်ညာဟုတ်ကဲ့ပညာရေးစုံကြီးပွဲနေသူပေးဝဲခန္ဓာကြီးကိုကြွရောက်လာခဲ့ကြတယ်ဘုံတရေရှိလူကြီးမင်းများဖိတ်ကြားထားသောဆရာမကြီးများနဲ့ကျောင်းတော်သူကျောင်းတော်သားများအားလုံးမိဖုရားဝေးกว่าစိတ်သွားတိုင်းကိုပါလူရာစရဏတစ်လုံးတစ်ဝနဲ့ပြည့်စုံနိုင်ကြပါပြီသက်ရာကျော်ရှိ၍ပညာတကွန်လူရည်ဂျုံလေးများကိုဆက်လက်ဝေးထုတ်ပညာသင်ကြားပေးနိုင်ကြပါသည်လို့ကျွန်တော်တို့ရဲ့ဒေသနာဆက်ဖွဲ့တော်သားများမှာစုမုံကောတောင်းပေးလိုက်ပြရများယနေ့ကျင်းမပြုလို့အခန်းနေကြတယ်ပညာရေးစုံကြီးပွဲနေသူပေးဝဲခန္ဓာကြီးကျင်းမြောက်အောင်မြင်ရန်ဝိုင်းဝန်းလုပ်ကိုင်းဆောင်ရွက်ပေးကြပါတော့တတိနားလေယမိယဖလူကြီးမင်းများနေဆရာမကြီးများရေးပါသူကြေးရသားများနေရက်ွက်သူရက်ွက်သားများအားဆရာမကြီးများနေကျောင်းအုပ်ကြီးရဲ့ဘူသာကျွန်တော်တို့ရဲ့ရေတံသာဆက်ဖွဲ့တော်သားများမှာကျေးဇူးထူးပြီးတည်ရှိပါရဲ့ခင်ဗျာ